you want to the writing manual or academic ว่าဆိုတဲ့စာအုပ်မှာတော့များသောအားဖြင့် quotation လို့သုံးပါတယ်ဗျာဒီရှေ့ကထုတ်ခဲ့တဲ့ publish ထုတ်ခဲ့တဲ့ဒီ MCU ကထုတ်တဲ့စာအုပ်မှာလည်း quotation ပဲသုံးပါတယ်ဗျာ citation အတွေ့နည်းခဲ့ပါတယ်ဗျာဒါတော့ citation ပဲဖြစ်ဖြစ် quotation ပဲဖြစ်ဖြစ်အဓိပ္ပာယ်တူတူလို့ဥစ္စာပထမမှတ်သားထားပေးပါဗျာဒီတော့ဒီမှာပြီးတော့ပထမဆုံး what is the purpose of citation citation ဘာကြောင့်လုပ်ရလဲဆိုတဲ့ရည်ရွယ်ချက်လေးကိုဥစ္စာပထမဆွေးနွေးလိုပါတယ်ဗျာဒါ citation ဆိုတာကိုးကားတာပေါ့ဗျာမြန်မာလိုကတော့ကိုးကားကျမ်းကိုးကျမ်းကားအထောက်အထားဒီလိုနားလည်လို့ရပါတယ်တခါကျရင်ဒီပြီးတော့ဟိုမြန်မာလည်းမပြန့်ကြည့်ဘူးမြဒီတိုင်းအင်္ဂလိပ်လိုပဲထားခြင်းတယ်ဘာဖြစ်လဲဆိုသူ့တိုင်းလေးပဲပို့ကောင်းတာရှိတာပေါ့ဗျာเนาะတချို့စကလုံးတွေအဓိပ္ပာယ်ဒီတိုင်းထားပြီးဒီတိုင်းနားလေတာပဲကောင်းတယ်ဗျာတခါကျရင်ဗမာပြန်လိုက်မှတမျိုးကြီးတွေဖြစ်သွားတယ်ဒီလိုခံစားမိတာတွေရှိတယ်ပေါ့ဗျာအဲလိပ်စာမှာဆိုတော့ဗမာစာမှာလည်းဒီတိုင်းပဲဗျာအင်္ဂလိပ်မပြန်ပေးနေသူ့တန်ဖိုးလေးတိုင်းထားတာလေးတွေရှိတယ်ပါဠိဘာသာမှာလည်းဒီတိုင်းပဲအဲကြောင့်လို့ဗမာလိုလည်းမရှင်းပါဘူးဗျာဆိုပြီးတော့မှဘာတွေပြောမှဗမာဖြစ်ပြီးဗမာလိုမရှင်းပါဘူးလို့ပြောမှဆိုလို့ဗျာအဲတပည့်တော်ရဲ့ခံစားချက်ကိုပြောပြတခါကျရင်ပါဠိရေးပဲရေးဗမာပဲရေးသူ့တန်ဖိုးနေသူရှိတယ်ဗျာဒီ language တိုင်းပါဗျာအဲ့ဒါလေးကိုဒီတိုင်းလေးဖတ်သွားလို့ရှိရင်ပို့ပြီးတော့ရတာရှိတယ်အဓိပ္ပာယ်ပို့ထိရောက်တယ်လို့ထင်ရတယ်အဲကြောင့်တခါကျရင်ဒီတော့ဗမာမပြန်ဘူးဗျာဒီရောရဲ့ဒီနေ့ညမှာလည်းပါမြန်မာစကားတစ်လုံးမှမပါဘူးဗျာစာတွေကရှင်းပြတာပဲဗမာလိုရှင်းပြမှာဗျာဒီတော့ဥစ္စာပထမဒီတို့ citation ဘာကြောင့်လုပ်ရသလဲဆိုရွေချက်ကို ethics copyright law နံပါတ်2ကတော့ပထမနေ့ကဆရာတော်တပားရှင်းပြသွားတဲ့တိုင် ethics အရာ citation လုပ်ရပါတယ်เนาะ research ethics ဆိုတာရှိပါတယ်ဗျာဒုတိယနာလောကမှာ ethics အရေးကြီးတဲ့အကြောင်းအကျယ်တွင်ဟိုနေ့ကဆရာတော်တပားပြောပြပြီးတဲ့အဖြစ်တပည့်တော်တူတည်မပြောတော့ဘူးဗျာ copyright law ဆိုတာလည်းရှိတယ်ဗျာ copyright law ဆိုတာကတချို့သူတည်တည်တွေresearcher တွေ author တွေကသူတို့ရဲ့ထုတ်ကုန်တွေကိုregister လုပ်ထားကြတယ်ဗျာတန်ဖိုးရှိအောင်အဲ့ဒီဟာတွေကိုဥပဒေတွေနဲ့ကာကွယ်ထားတာပေါ့အဲ့လိုသူများတွေက register တွေတရားဝင်လုပ်ထားတယ်ပြီးတော့မှသူတို့ရဲ့ဟာတွေကိုတန်ဖိုးရှိအောင်လုပ်ထားတဲ့ဟာတွေကိုဒီလိုတော့အလွယ်တကူယူသုံးလို့ရှိရင်ဒီလိုတော့ခုနအသိဉာဏ်တူတူပါပဲဥပဒေတချို့ချိုးပေါက်ရရောက်တယ်နော် copyright law ဆိုတော့ copyright law ကြီးမှာဆိုလို့ law ကိုချိုးပေါက်ရရောက်မှာဆိုလို့အဲ့ဓာတွေကိုရှောင်ဖို့အတွက် citation လုပ်ရတယ်ပေါ့ဗျာပထမနှစ်ချက်ပေါ့ context to readers require author to identify the resource of direct quotation and paraphrase ဒါတစ်ပိုင်းပါဗျာနံပါတ်1က quotation ဆိုတာကတော့လောကဝက်ပြူငါပြီးတော့နားလေတာဒီ quotation ဆိုတဲ့စကားလုံးလေးပေါ့နော် to the reader စာဖတ်တဲ့သူတွေအတွက်ယဉ်ကျေးတဲ့အပြုအမူတစ်ခုပေါ့ဗျာ citation လုပ်တယ်ဆိုတာနော်ဘယ်သူကလဲဆို require author စာရေးဆရာတော့မဟုတ် researcher ပေါ့နော်ဘာလို့ဖို့လဲဆိုလို့ရှိရင် to identify လုပ်ဖို့ပေါ့ဗျာ identify လုပ်တယ်တတ်မဲ့တယ် the resource of direct quotation တိုက်ရိုက်ကိုးကားတဲ့အရာတွေပြီးတော့မှ paraphrase လုပ်တဲ့အရာတွေကို identify လုပ်ဖို့အတွက်ဒီ citation အရေးကြီးတယ်ပေါ့ဗျာ citation လုပ်ရတယ် quotation နဲ့ paraphrase ဆိုတာဒီလို quotation direct quotation ဆိုတာတိုက်ရိုက်သူများရေးပြီးသားကိုယူပြီးတော့ကိုးကားတာထောက်ထားတာအထောက်ထားပြတာကို direct quotation လို့ခေါ်ပါတယ် paraphrase လုပ်တယ်ဆိုတာကြတော့သူရဲ့ idea ကိုပဲယူပြီးတော့ရှင်များတို့က language ကိုပြောင်းလိုက်တယ်ပေါ့ဗျာဥပမာသူက active voice နဲ့ရေးထားတဲ့ sentence ကိုရှင်များ passive voice နဲ့ပြောင်းရေးလိုက်တယ်ဒါပေမဲ့အောက်က main thing ပေါ့ဗျာအောက်မှာရှိနေတဲ့ဥစ္စာကတန်ဖိုးကလည်းသူက background ကပျောက်မသွားဘူး paraphrase လုပ်တယ်ဆိုတာအဲ့လိုမျိုးပေါ့ဗျာ idea က the same ပဲဗျာဒါပေမဲ့ရှင်များတို့ကပြောင်းရေးတာပေါ့နော်ပြောင်းရေးတာပေါ့ language နဲ့ဆိုင်သွားတာပေါ့တက်ရကူးတာမဟုတ်တော့ဘူးဗျာ direct quotation direct citation မဟုတ်ဘူးအဲ့ဒီအရာတွေကို identify လုပ်ဖို့အတွက် citation လုပ်ရတယ်ပေါ့ဗျာနောက်တစ်ခုက
of any facts or opinion are generally known easily checked အဲ့ဒီသူတည်တနာစာရန်ပါအချက်လက်တွေ opinion တွေ generally လုံးအများသိလို့ရအောင်ပြီးတော့မှ easily check လွယ်လွယ်ကူကူနဲ့ပြန်ပြီးတော့စစ်ကြည့်လို့ရအောင်အတွက်ဒီလို citation ကိုထည့်ပေးရခြင်းဖြစ်ပါတယ်ဗျာနော်ဒါ citation ရဲ့လောက်ရခြင်းရဲ့ရည်ရွယ်ချက်ပါဗျာဒါလေးက Chicago Manual of Style Online ဆိုတဲ့စာအုပ်ထဲကဒီဗီဒီယိုယူထားတာဖြစ်ပါတယ်ဗျာဒါဒီလိုလုပ်ထားတဲ့ဥစ္စာကလည်းဒီမှာရေးထားတဲ့စာသားတွေကိုဒီစာအုပ်ထဲမှာ easily check လုပ်ရအောင်ဒီလိုပြထားတော့ဗျာနော် The Chicago Manual Style Online Citation Quick Guide Online Page Number 73မှာရှိတယ်လို့ဒီမှာရေးပြထားတာ generally လုံးအများသိဖို့အတွက်ပြီးတော့မှ easily check ဒီကိုတော့ရေးထားတဲ့ဒီစာတန်းဟာဒီစာအုပ်ထဲမှာပါတာပဲဆိုတာကိုလွယ်လွယ်ကူကူစစ်ကြည့်လို့ရအောင်လုပ်တာဒါဒီအောက်မှာရေးထားတဲ့ဥစ္စာဟာ purpose of citation ပါပဲနော်နောက်တစ်ခုဆက်ပြီးတော့ပြောပါမယ်ဒီတော့ဒီနေ့ပြောတဲ့အထဲမှာ citation ရဲ့ရည်ရွယ်ချက်ပြီးသွားပြီးတော့နောက်ပိုင်းမှာဒီလို citation အမျိုးအစားပြောပြပါမယ်ဗျာပြီးတော့ဒုတိယနာကျမ်းစာတွေမှာ citation 2မျိုးပဲရှိပါတယ်ဗျာ two types of citation နံပါတ်1က index citation လို့ခေါ်ပါတယ်ဗျာနံပါတ်2က footnote လို့ခေါ်ပါတယ်ဗျာဒါရှင်များတို့ဒီလိုသိတယ် footnote ပေါ့ဗျာဒီလိုဌာနကတော့ endnote ဘာညာသုံးတာမရှိပါဘူးဗျာဒီ MCU မှာတော့မကြားဘူးပါ footnote သုံးတာပဲများပါတယ် endnote ရေးတာဒီလိုစာအုပ်တွေမတွေ့ဘူးပေါ့ဗျာတော့အဲ့ဒီမှာ citation 2မျိုးရှိတယ်ဥစားပရမဒီလို citation 2မျိုးဟာ index citation နဲ့ footnote ဆိုပြီးတော့2မျိုးပဲရှိပါတယ်ဒီတော့ index citation ကဘာလဲ footnote ကဘာလဲဆိုတာဆက်လက်ပြီးတော့လေ့လာကြည့်ကြအောင်ဗျာဒီတော့ index citation ဟာသူကဆက်ပြီးတော့မှ2မျိုးထပ်ကွဲပါတယ်ဗျာအလွယ်တကူကတော့ short and long citation ပါဗျာနံပါတ်1က short citation long citation ဆိုပြီးတော့ index မှာ2မျိုးရှိပါတယ်ဗျာဒီတော့ short citation ကြတော့ယူရို not exceeded 3 lines exceeded ဆိုတာကကျော်လွန်တာဗျ over ဖြစ်တာ not exceeded ဆိုတော့မကျော်လွန်သေးဘူး3 line စာကြောင်း3ကြောင်းထက်မကျော်လွန်သေးဘူး3ကြောင်းနဲ့အောက်ဆိုလို့ရှိရင် short citation လို့ခေါ်ပါတယ်ဗျာနော်ဒါလေးမှတ်ထားပေးပါဗျာစာကြောင်း3ကြောင်းနဲ့အောက်ဆိုရင် short citation လို့ခေါ်ပါတယ်ဗျာဒီနှစ်ခုလုံးက index မှာပါတာပေါ့ဗျာနောက်တစ်ခါ exceed 3 line long citation ကြတော့ရှင်များတို့ကိုးကားတဲ့စာကြောင်းက3ကြောင်းအထက်ဆိုလို့ရှိရင် long citation လို့ခေါ်ပါတယ်ဗျာဒီတော့စာကြောင်း3ကြောင်းနဲ့အောက်ဆိုရင် short citation စာကြောင်း3ကြောင်းကျော်သွားပြီးရှင်များတို့ကိုးကားတဲ့သူများစီကယူပြီးတော့မှချပြတဲ့စာကြောင်းဟာ3ကြောင်းကျော်သွားပြီးရှင်များတို့ဒုတိယနာကျမ်းစာထဲမှာ3ကြောင်းကျော်အောင်ဒီကိုးကားထားပြီးဆိုရင်သူ့ကို long citation လို့ခေါ်ပါတယ်ဗျာနော်ဒါလေးဥစားပထမမှတ်ထားပါဗျာ။ဘာကြောင့်လို့ဒီလိုခွဲခြားပြီးမှတ်ရတာလဲဆိုတော့ citation အလိုက် citation အမျိုးအစားအလိုက်လိုက်နာရမယ်သူ့ရဲ့တတ်မှတ်ချက်ကလေးတွေကကွဲပြားလို့ပါဗျာ။ဒါလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်အောင်ဗျာ။ဒီတော့ပထမဆုံး short citation ကိုကြည့်ပါဗျာ။ short citation ဘယ်လိုရေးရလဲဆိုတော့နံပါတ်1 type without starting new line or new paragraph short citation ရေးကျင်လို့ရှိရင်ရှင်များတို့ရေးလက်စာပိုက်အထဲမှာထည့်သွင်းပြီးတော့မှရေးစားလို့ရပါတယ်ဗျာကိုးကားလို့ရပါတယ်ဗျာwithout starting new line ဆိုတာရှင်များတော့ short citation လုံးတော့မယ်ဆိုတဲ့အချိန်မှာစာကြောင်းအသစ်နောက်ထပ်စပြီးတော့ရေးစရာမလိုဘူးစာပိုက်ဆိုလို့ရှိရင်လည်းအပိုက်စာပိုက်တစ်ပိုက်အသစ်ရေးစရာမလိုဘဲနဲ့ရေးနေစေစာကြောင်းရေးနေစေစာပိုက်ထဲမှာပဲရှင်များရဲ့citation ကိုထည့်လိုက်လို့ရပါတယ်ဗျာဒါသတ်မှတ်ချက် number 1ပါဗျာနောက်တစ်ခါစီကံသတ်မှတ်ချက် number 2ကျတော့ put in the citation mark အဲ့ဒီရှင်များကိုးကားတဲ့ short citation ကို quotation mark လည်းကို citation mark လို့ပဲကိုဒီမှာဒီလိုပြထားတာပေါ့ဗျာဒီမှာအဖွင့်အပိတ်ကလေးနေပေါ့နော်မြန်မာတွေကတော့မျိုးလုံးဖွင့်ပိတ်လို့ခေါ်ကြလားမသိဘူးဗျာနော်citation ရဲ့သဘောလေးကိုအဲ့ဒီဟာလေးကို
ရှင်များတော့ short citation လုပ်တော့မှဆိုရင်ရေးစားစေစာကြောင်းသို့မဟုတ်ရေးသားစေ paragraph မှာပဲထည့်ရေးပါအသစ်စစရာမလိုပါဘူးဗျာအဲ့လိုရေးတဲ့အခါမှာလေဒီလို quotation mark လေးကိုအစမှာရောအဆုံးမှာရောထည့်ပေးပါဗျာဒါသူ့ရဲ့သတ်မှတ်ချက်နှစ်ခုလေးပဲရှိပါတယ်ဗျာဒီမှာသူ့လုံးပုံလေးကိုဒီတော့ example လေးနဲ့ပေးထားတယ်ဗျာ Buddha expounded in Dhammapada မြတ်စွာဘုရားကဓမ္မပဒမှာဟောကြားတော်မူခဲ့တယ်ဘာဟောလဲဆိုတော့ things are forerun by mind အရာအလုံးဟာစိတ်ကဥဆောင်နေနော်ဆိုပြီးတော့ဟောတယ်ပါဠိလိုကတော့ရှင်များတို့ဒီလိုအားလုံးသိပြီးသားမနောပုပ္ပင်ကမဓမ္မရှင်များရဲ့သူဒေသနာကျမ်းစာတွေမှာဒီမနောပုပ္ပင်ကမဓမ္မဆိုတဲ့စာကြောင်းလေးကိုရှင်များကcitation လုံးရှင်နေကိုးကားပြီးတော့ပြသခြင်းနေဆိုလို့ရှိရင်ဒီထဲမှာပေါ်ပြထားတဲ့ပုံစံလေးအတိုင်းစာကြောင်းအသစ်စာဖက်အသစ်မစပဲ citation မှ quotation မှလေးတွေမှာထည့်ပြီးတော့မှကိုးကားလို့ရတဲ့အကြောင်းကိုပြောတာပါဗျာဒါက short citation တွေပတ်သက်ပြီးတော့မှတ်သားစရာလေးပါဗျာနောက်တစ်ခါ long citation ကိုကြည့်ကြအောင်ဗျာသူမှတော့မှတ်သားစရာ၄ချက်ရှိပါတယ်ဗျာရှင်ပြားတို့သူတေသနာကျမ်းစာထဲမှာ၃ချောင်းအထက်သူများစာတွေကိုယူပြီးတော့ကိုးကားတော့မယ်နော်ဆိုလို့ရှိရင်လိုက်နာရမယ့်အချက်၄ချက်ရှိပါတယ်ဗျာနံပါတ်1 no need citation မှာ long citation မှာ short citation လိုမျိုး quotation mark လေး citation mark လေးထည့်စရာမလိုပါဘူးဗျာနံပါတ်1ချက်နံပါတ်2က start new line or new paragraph long citation လုပ်တော့မယ်ဆိုရင်ရေးလက်စာပိုက်စာကြောင်းမှာဆက်ရေးလို့မရပါဘူးဗျာနော်စာကြောင်းအသစ် paragraph အသစ်စပါမယ်ဗျာနော်ရှင်များစာကြောင်းကလည်း၃ကြောင်းအထက်ဆိုတော့တော်တော်လေးများနေပြီနော်နံပါတ်3ကတော့ spacing 4 letter and start typing 5 letter အဲ့လိုရေးတဲ့အခါမှာဒီလို long citation ရဲ့ပထမဆုံးစာကြောင်းကိုဘယ်လိုရေးရမလဲဆိုလို့ space ၄ချက်ခောက်ပြီးတော့ရေးရမယ်ဗျာနော်အရင်ဆွဲထားတဲ့ပုံစံတိုင်းparagraph margin ချိန်နဲ့နောက်ပိုင်းကျရင်ပြီးတော့အသေးစိတ်ပြောပြပေးမယ်ဗျာဒီတော့ဒီလို MCU ကနေပြဋ္ဌာန်းထားတဲ့ paragraph margin ချိန်နာစာကြောင်းချိန်နာတွေဟာတွေဟာအဲ့ဒီမှာဒီလို long citation ရဲ့ပထမဆုံးစာကြောင်းကိုရှင်များတို့က space ၄ချက်ချရမယ်သို့မဟုတ်၄ချက်ချပြီး၅ကြောင်းမြောက်ကနေစရေးရမယ်သို့မဟုတ် 0.5 cm ခြံရမယ်ရှေ့ဆုံးလေးပါနော်indentation လို့ခေါ်ပါတယ်အဲဒီခြံပြီးတော့မှရေးရမယ်ဗျာ number 4ကတော့ in case of putting a paragraph within long citation ဒါကြတော့ရှင်များ long citation တွေမှာကိုမှနောက်ထပ်တစ်ပိုက်ပေါ့နော်ကိုးကားရရရန်များလဲတဲ့အတွက်ဒုတိယတစ်ပိုက်ပြန်လုတ်ပြန်တော့တာဗျာနော်၄ချောင်းနဲ့တက်လဲဖြစ်တယ်များလဲများသွားပြီဆိုလို့တချို့ဒီလိုတွေ့ဘူးပါတယ်ဗျာမြတ်စွာဘုရားရဲ့တုတ်တန်ဒီဟောပြောချက်တွေကိုကိုးကားတော့မယ်ဆိုလို့ရှိရင်တော်တော်များများကိုးကားကြတာများတယ်ဗျာအပြည့်စုံလောက်ကြတာဆိုတော့အဲကြရင်တစ်ပိုက်ထဲနေမဆန့်လို့ရှိရင်ဒီလိုနှစ်ပိုက်ခွဲပြီးတော့မှကိုးကားလို့ရပါတယ်နော်အဲ့လိုနှစ်ပိုက်ခွဲကိုးကားတဲ့အခါမှာဒီလိုကအပေါ်က space ကနံပါတ်3နဲ့မတူတော့ဘူးဗျာ space 6ပေါ့နော်space bar ကိုဒုတိယပိုက် long citation ရဲ့ဒုတိယပိုက်မှာ space bar ကို6ချက်ခောက်9ချက်မြောက်ကနေစပြီးတော့ရေးရမယ်ဗျာနော်ပြီးတော့မှအရှိကတော့ဒီလိုစင်တီမီတာနဲ့ဆို 1.3 စင်တီမီတာရှိပါတယ်ဗျာဒီ၄ချက်ကတော့ရှင်များတို့ long citation လုပ်တဲ့အခါမှာလိုက်နာရမယ်စီကံသတ်မှတ်ချက်လေးတွေဖြစ်ပါတယ်ဗျာအရန်သတိထားဖို့လိုအပ်ပါတယ်ဗျာခုနပြောရတဲ့ရှင်များတို့ရှန်ထားတဲ့ originality တွေ finding result တွေကိုနှမို့တက်ချင်တယ်စကောလာလောကလက်ခံချင်တယ် impress ဖြစ်ချင်တယ်ဆိုရင်ဒီ methodology နီးကြကြရေးတတ်ဖို့အမတန်မှရေးကြည့်ပါတယ်ဗျာနံပါတ်နောက်တဲ့3ချက်ကျန်သေးတယ်ဗျာခုန၄နှစ်ပြီးသွားတယ် long citation မှာမပြီးသေးဘူးဗျာနောက်တစ်ခါနံပါတ်5ကတော့ type 3 elicit doubt if researcher want to omit some part of citation ဒီ long citation ထဲမှာရှင်များတို့လိုချင်တာလေးပဲထည့်ပြီးတော့မှတချို့
အပိုင်းလေးကို omit ဆိုတာခြံထားလိုက်ချင်တာပေါ့နော်အဲ့လိုခြံထားလို့ရှိရင်ခြံထားပြီးတော့ထားခဲ့လို့ရှိရင်ဒီမှာ illicit door လို့ခေါ်တဲ့အဆက်ကလေး30ထားမယ်ဗျခြံထားတဲ့ဥစ္စာပေါ့နော်ဟိုပေရလာမြုပ်တယ်လို့ဘာမှလို့နားလေထားလို့ရတယ်ဗျနော်ရှေ့ဆုံးကလည်းယူလိုက်တယ်နောက်ဆုံးကလည်းယူတယ်အလေလေးမှာမလိုအပ်တဲ့အရာလေးကိုခြံထားလိုက်ချင်တာပေါ့နော် we shall want to omit ခြံထားခြင်းတယ်ဆိုလို့ရှိရင်ဘယ်လိုခြံထားရမလဲဆိုရင်ကွင်းစားပါမယ်ကွင်းပိတ်ပါမယ်အဲ့ဒီကွင်းစားကွင်းပိတ်ကြားထဲမှာ illicit door လို့ခေါ်တဲ့အဆက်ကလေး30ထားမယ်ဗျအဲကြောင့်လို့အရင်တော့ကတပြည့်တော့မသိဘူးစာရန်နေဖတ်ကြည့်တဲ့အခါမှာအဆက်30ကဘာလို့တာမှမသိဘူးเนาะဒီတော့သူတိသနာလောကမှာအဲ့ဒီသင်္ကေတတိုင်းပေါ့နော်သင်္ကေတတိုင်းဟာပန်ချွေတိုင်းဟာသူ့အထိပ္ပယ်နဲ့သူ့အပြည့်ရှိနေတာဗျာနော်ဘေဟာဘေပန်ချွေပဲဖြစ်ဖြစ်သူတိသနာလောကမယ်ဆိုလို့ရှိရင်သေချာသတိထားပြီးကြည့်ဟိုဖုစတော့အနေစကောမားနေစယူရအမတန်မှပန်ချွေမတ်တွေအမတန်မှရည်ကြီးပါတယ်ဗျာနော်ဒီမှာရှင်များတို့ဒီလို quotation လေးနဲ့အထက်က illustrate တောက်လေး3000နဲ့ထားတယ်ဆိုလို့ရှိရင်ရှင်များကိုးကားတဲ့အပိုင်းတွေကခြံထားခြင်းနဲ့တချို့ကိုသူခြံထားတာပဲဆိုတော့ဒါလေးကြည့်တာနေနားလေသဘောပေါက်သွားတော့ဗျာနော်သူဒေသနာသိတဲ့သူတွေကဒါဘာလဲဆိုတာသိသွားတာပေါ့ဗျာနံပါတ်6ကျတော့ researcher statement within citation need to be in the square bracket အဲ့ဒီ long citation ကိုရှင်များတို့ရေးနေတဲ့အချိန်မှာအရှင်ဘုရားရဲ့သူတေတီ researcher ရဲ့ကိုယ်ပိုင် idea လေးကိုထည့်ပြီးတော့ပြောကျင်တယ်ဆိုလို့ရှိရင်လိုက်နာရမယ့်အချက်ပါဗျာနံပါတ်6ကနော်အဲ့ဒီဥစ္စာကိုအရှင်ဘုရား long citation ထဲမှာသူများရဲ့စာတော့မဟုတ်ဘုရားဟောပါဠိ translation ကိုရေးထည့်ပြီးတော့မှအရှင်ဘုရားရဲ့ပြောကျင်တဲ့ idea တွေ knowledge တွေကိုရှော့ပြီးထဲမှာရေးလို့မရဘူးဗျာရေးလို့မရဘူးဘာလို့ရေးရမလဲဆိုလို့ရေးကျင်တယ်ဆိုလို့ရှိရင် square basket လို့ခေါ်တဲ့ဒီမှာပြထားတဲ့ euro ဟို bracket ပါနော် basket မဟုတ် square bracket လို့ခေါ်တဲ့ euro ဒီအဝိုင်းပေါ့ဗျာအဝိုင်းကနေပြီးဒီမှာ4000ပုံစံလေးဟိုလောက်တဲ့ဥစ္စာအဲ့ဒါအရှင်များတို့ရဲ့ idea ပါဗျာရှင်များတို့ idea ကို long citation ထဲမှာထည့်ရေးတာပါဗျာအဲ့လိုရေးကျင်တယ်ဆိုရင်ရှင်များရဲ့ idea ကိုဟိုရှင်များကိုးကားတဲ့စာသားတွေနဲ့ရောပြီးတော့မရေးနဲ့နော် square bracket ထဲမှာထည့်ပြီးတော့ကြီးညာပေးပါရေးပေးပါလို့ဆိုလိုတာဗျာဒါဆိုလို့ရှိရင်တတိယပြောရှင်တယ်အဲ့ဒါသူတည်တဲ့ကျမ်းစာတွေမှာ punctual mark တဲ့ဟာသူထိပ်ပဲနေသူရှိတယ်ဆိုရင်အဲ့ဒါပြောတာဗျာနော်ဆိုတော့ all အဝိုင်းလေးအပေါ်က bracket ကအဝိုင်းဒီလိုတော့ဒီမှာအောက်ကြတော့4000 bracket ဖြစ်သွားပြန်ရောအဲကြောင့်လို့မနဲ့တတိထားဖို့လိုရတယ်ဗျာဒီလိုမသိဘဲနေမှားသွားတဲ့အရာတွေသူတည်တဲ့စာတန်တွေမှာအများကြီးပါတယ်ဗျာမထက်သေးဘဲနေရှောက်ထဲတဲ့ punctual mark တွေအများကြီးတွေ့ရတယ်တေချာစာဖတ်တတ်သူတွေဆိုရင်သိပါတယ်ဗျာ methodology ကိုသင်ထားတဲ့သူဆိုရင်ဘယ်ဟာတွေပို့နေတယ်ဘယ်ဟာတွေလူနေတယ်ဘယ်ဟာတွေမှားနေတယ်ဆိုသိပါတယ်ဗျာနော် number 7ကြတော့ foreign language are in italics ရှင်များသူတေသနာစာတမ်းမှာပါတဲ့နိုင်ငံခြားဘာသာစကားတွေကိုတစောင်းလေးရေးရပါမယ်ဗျာ italics လို့ရပါမယ်နော်foreign language are in italics ဥပမာရှင်များကရှင်များသူတေသနာကျမ်းစာကိုဗမာလိုရေးရဆိုရင်အဲ့ဒီဗမာစာတွေမှာရှမ်းစကလုံးတို့မွန်စကလုံးတို့နော်ထည့်ကျင်နေဆိုရင်အဲ့ဒီရှမ်းဘာသာစကားမွန်ဘာသာစကားတိတ်တိတ်ထည့်လို့မရအောင် italic လေးလုပ်လိုက်ရနော်အဲ့လိုမျိုးပေါ့ဗျာတို့တူပဲရှင်များရေးတဲ့သူတေသနာကျမ်းစာသည်အင်္ဂလိပ်လိုဆိုလို့ရှိရင်အဲ့ဒီအင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ထဲမှာ Roman ဟိုနံပါတ်တွေတချို့ထည့်ရတယ်ဗျာနော် Roman နံပါတ်တွေဒါမှမဟုတ်တခြားအင်္ဂလိပ်မဟုတ်တဲ့နိုင်ငံခြားဘာသာစကားတွေထည့်မယ်ဆိုရင်ဥမာပါဠိဘာသာပါဠိစကားလုံးထည့်မယ်ဆိုရင် intellect ပဲဗျာနော်ရှင်များအင်္ဂလိပ်လိုရေးတဲ့သူတေသနာကျမ်းစာထဲမှာနိုင်ငံခြားဘာသာစကားပါလာပြီဆိုလို့ရှိရင်အဲ့ဒီစကားလုံးတိုင်းကိုစောင်းလေးလုပ်ပေးရပါမယ်ဗျာနော် intellect လုပ်ပေးရပါမယ်ဒါလည်းရေးကြည့်တဲ့အချက်ပါဗျာဒီတော့ပထမခုနပြောခဲ့တဲ့ MCU ကနေပြီးတော့ပြထန်းထားတဲ့ paragraph margin ချိန်ပုံပေါ့ဗျာအဲ့ဒါလေးကိုဥစားပထမအလွတ်ရထားသိနေဗျာဘယ်လိုလုပ်ရမလဲဆိုတော့အလွတ်ရထားသိနေအဲ့ဒါသိပြီးလို့ရှိရင်ဒီဘက်အပိုင်းမှာဘယ်လိုမျိုး long citation ရေးတယ် short citation လေးရေးတယ်ဆိုတော့ဆက်ပြီးတော့ပြောပြပေးမယ်ဗျာ